ဆူဒန်နိုင်ငံကတော့လက်ရှိချိန်မှာနှစ်နိုင်ငံကွဲသွားမယ့်အခြေအနေဖြစ်နေပါတယ်2017မှာတောင်ဆူဒန်အချမ်းကနိုင်ငံခွဲထွက်သွားတဲ့အကြောင်းကိုတော့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့ပြီးဖြစ်ပါတယ်လက်ရှိအချိန်မှာတော့မွတ်စလင်တွေကြီးစိုးတဲ့ဆူဒန်နိုင်ငံအချမ်းမှာတော့ပြည်တွင်းစစ်တွေဖြစ်ပွားပြီးတော့လူမျိုးတုံးတပ်ဖြတ်မှုတွေပါဖြစ်ပွားနေပါတယ်နောက်ဆုံးရရှိတဲ့စစ်တမ်းတွေအရတော့တသိန်းခွဲလောက်လူမျိုးတုံးတပ်ဖြတ်ခံရပြီးတော့73သန်းလောက်နိုင်ငံကနေထွက်ပြေးတိမ်းရှောင်နေရပါတယ်အပြစ်မဲ့အချင်းတော့အစ္စလာမ်ဘာသာကိုကိုးကွယ်ကြတဲ့အတွက်ကြောင့်မလို့မွတ်စလင်လူမျိုးတစ်မျိုးတည်းရှိရလို့ထင်ရပါတယ်ဒီထဲမှာတော့ RS ဆူဒန်လူမျိုးနဲ့ African ဆူဒန်လူမျိုးဆိုပြီးတော့အဓိကကွဲပြားနေတာပါဒါနဲ့ပဲဆူဒန်နိုင်ငံမှာတိုင်းသားလူမျိုးပေါင်းဘယ်လောက်ရှိလဲဆိုပြီးတော့ကိုကဲမှာရှာကြည့်မှာတော်တော်လေးကို surprise ဖြစ်ရပါတယ်သူတို့နိုင်ငံမှာတိုင်းသားလူမျိုးပေါင်း900ကျော်ရှိနေပြီးတော့ဘာသာစကားပေါင်းလည်း400ကျော်ကိုပြောဆိုနေတာဖြစ်ပါတယ်ပြဿနာရဲ့အစကတော့2019ခုနှစ်မှာတမနာအိုမာအေဘာရှာကိုပြည်သူတွေကမကြိုက်တော့ဘူးဆိုပြီးတော့ဆန္ဒပြခဲ့တာကနေစခဲ့တာပါဒီဆန္ဒပြပွဲကြီးကနှစ်ကျော်ထိမ့်မနိုင်ဖြစ်ခဲ့ပြီးတော့နောက်ဆုံးမှာဆူဒန်စစ်တပ်ကပြည်သူတွေနဲ့ရက်တီမဲဆိုပြီးတော့2021အောက်တိုဘာ25မှာအာဏာသိမ်းခဲ့ပါတယ်အဲဒီနောက်မှာတော့တိုင်းသားတွေကိုစုပေါင်းပြီးတော့ပြည်သူ့စစ်ဆိုတဲ့သဘောမျိုးနဲ့တက်စုတစုကိုဆူဒန်စစ်တပ်ကဖွဲ့စည်းခဲ့ပါတယ်ဒီအကျိုးဆက်ကနှစ်အကြာ2023ရောက်တဲ့အချိန်မှာတော့ဆူဒန်စစ်တပ်ရဲ့လက်အောက်မှာမနေချင်တော့ဘူးဆိုပြီးတော့စတင်ပုံကန်လာပါတယ်အခုချိန်မှာတော့ဆူဒန်စစ်တပ်ကနိုင်ငံရဲ့အရှေ့ဘက်ခြမ်းကိုပဲထိန်းချုပ်နိုင်တော့ပြီးတော့ဗိုလ်ချုပ်အဗ်ဒယ်ဖာတဲအယ်ဘာဟန်ကဦးဆောင်နေပါတယ်အနောက်ခြမ်းကိုတော့ပြည်သူ့စစ်ခေါင်းဆောင်မိုဟာမက်ဟာဒမ်ဒဂါလိုကဦးဆောင်တိုက်ခိုက်နေပါတယ်ဒီလိုစစ်တပ်နှစ်ပိုင်းကွဲပြီးချတဲ့ပွဲကိုအယူပေါမြောက်လုပ်ပြီးတော့ထောက်ပံ့နေတဲ့နိုင်ငံနှစ်နိုင်ငံရှိနေပါသေးတယ်အနောက်ခြမ်းကို UAE နိုင်ငံကထောက်ပံ့ပေးနေပြီးတော့အရှေ့ခြမ်းကိုတော့အီဂျစ်နိုင်ငံကထောက်ပံ့ပေးနေပါတယ်2025မေလမှာအေဖာဆာမြို့ကိုတိုင်းရင်းသားတပ်တွေသိမ်းပိုက်ပြီးတဲ့အချိန်မှာတော့အဲဒီမြို့မှာရှိတဲ့မက်ဆလစ်လူမျိုးများကိုလူမျိုးလုံးတပ်ဖြတ်ခဲ့တယ်ဆိုပြီးတော့အမေရိကန်နဲ့အပြည်ပြည်ဆိုင်ရာသတင်းတွေကထုတ်ပြန်ထားပါတယ်လူမျိုးရေးတွေခေါင်းစဉ်တက်ပြီးချနေပေမဲ့တကယ်တမ်းမှာတော့ဒီနိုင်ငံမှာထွက်ရှိတဲ့ရွှေနဲ့အခြားတင်ကြားတွေကိုစစ်ဗိုလ်ချုပ်ယောက်ကအပြိုင်ဆိုင်လူတဲ့ပွဲပဲဖြစ်ပါတယ်အခုလိုကျွမ်းနှကောင်ခက်တဲ့ပွဲမှာမြေစာပင်ဖြစ်ပြီးတော့နေ့စဉ်ဒုက္ခရောက်တည်ဆုံးနေကြရတာကတော့ပြည်သူတွေပါပဲဆူဒန်နိုင်ငံရဲ့ပြည်သူတွေကတော့စစ်တပ်ကအာဏာသိမ်းပြီးတော့ရွေးကောက်ပွဲပြန်မလုပ်ပေးတဲ့အတွက်ကြောင့်မလို့ဒီစစ်ပွဲဖြစ်တယ်လို့မြင်ကြပါတယ်ဒါပေမဲ့လည်းလက်ရှိချိန်မှာတော့အရှေ့ဆူဒန်နဲ့အနောက်ဆူဒန်နိုင်ငံဆိုပြီးတော့နှစ်နိုင်ငံအနာဂတ်မှာကွဲသွားမလားဆိုတဲ့အကြောင်းကတော့စိုးရိမ်စရာဖြစ်လာပါတယ်